ຫນွေပူပူမှာကန်းချီရောက်သွားလို့ခံစားရစေမဲ့ကိုကိုနက်လိုင်း espresso အိမ်မှာနေဖြောတောက်ကြမယ်။ကန်းချီရအုံးပေအောင်မှာအနားယူနေရတယ်လို့မျိုးလန်းဆန်းတဲ့ခံစားချက်ကိုကိုအိမ်မှာတင်အလွယ်တကူဖြောလို့ရပါတယ်။ဒီနေ့ရရကကိုနက်လိုင်း espresso ကိုအိမ်မှာတင်လွယ်လွယ်ကူဖြောပြပေးတော့မှာပါ။အရသာကတကယ်ကိုထူခြားပြီးဆွဲမဲ့စရာကြီးနော်။ဒီဖြော်ရည်ရဲ့အကျိုးကျေးဇူးတွေကအံ့ဩစရာပါပဲ။အိုးကြီးမှာပါတဲ့ electrolytes တွေကခန္ဓာကိုယ်ကိုရေသက်ပြန်လဲဖြစ်တင်ပေးပြီး coffee ကြောင့်ရေငတ်တာမျိုးကိုကာကွယ်ပေးပါတယ်။တမယာဒီကကိုခံအားကိုကောင်းစေပြီးတော့ကော်ဖီရဲ့အရသာကိုလည်းပိုပြီးတက်ကြွလာစေပါတယ်။အုံးရည်ရဲ့တဘာဝအချို့ကိုသုံးထားတာမို့တခြားပိုတွေအများကြီးထည့်စရာမလိုပဲကျမရင်းနဲ့ညီညွတ်ပါတယ်။ဖြောရတာကလည်းအရန်ကိုရိုးရှင်းပါတယ်။ဖန်ခွက်ထဲမှာတမယာစိတ်လေးတွေခြေလိုက်ပါ။ပြီးရင်ပူစီနံရွက်ကိုတစ်ချက်လောက်ရိုက်ပြီးထည့်လိုက်ပါ။ရေခဲထည့်မယ်။တမယာကွင်းလေးတွေနဲ့အလှဆင်မယ်။ပြီးရင်တဘာဝအုံးရည်ကိုလောင်းထည့်လိုက်ပါ။ဒါပြီးရင်တော့ cold brew coffee ဒါမှမဟုတ် espresso shot ကိုအပေါ်ကနေဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါ။အုံးရည်ရဲ့အချိုက Arabica coffee နဲ့ပေါက်ဆက်သွားပြီးတမယာရဲ့အချင်လေးကနောက်ကနေလိုက်လာတကယ်ကိုမိုက်ပါတယ်။အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့တင်ဆိုင်ကတိုင်ရတာရှိအောင်ဖြောလို့ရတာမို့အားလုံးမဲ့စမ်းကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ coffee ကောက်ကောက်လေးလိုချင်တော့ရင်ရစီမှာမှာလို့ရပါတယ်ရှင်။